အားလုံးပဲမင်္ဂလာပါဒီပြည်တော်ကနေ day trip လေးသွားလို့ရတယ်ငလိုက်စင်စကန်အကြောင်းလေးကိုvlog လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒါလေးကကျတော့ဒီနေပြည်တော်ကနေအပြင်ဘက်ကိုသွားလိုက်မယ်ဆိုရင်မိုင်တိုင်း218မိုင်မှာရှိပါတယ်ရှင်သူကနေချင်းပြန်ကလေးနဲ့အတူသွားလို့ရတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ပထမဦးဆုံးဝင်ချင်းမှာဆိုလို့ရှိရင်ဝင်ချင်းလေးပေးရတယ်ပေါ့နော်အထဲကိုရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီစင်လေးတွေနဲ့ပတ်သက်တဲ့ပြရိုက်ကလေးရှိပါတယ်အဲ့ပြရိုက်ကလေးထဲမှာဆိုလို့ရှိရင်စင်လေးတွေအကြောင်းတွေရှိမယ်နောက်တဲ့ဒီဟာလေးကတော့ဒီစင်ဦးစီးလေးတွေနေထိုင်တဲ့ပုံစံနောက်ပြီးတော့ဒီစင်ကလေးတွေနဲ့တစ်လေးတွေကိုထုတ်လုပ်တဲ့ပုံစံလေးတွေကိုဖော်ပြထားတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဒါလေးကကလေးတွေနဲ့သွားမယ်ဆိုရင်လည်းအရန်စိတ်ဝင်စားစရာကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်နောက်ထပ်ဒီပြရိုက်ကလေးထဲမှာဝင်လေပြီးသွားပြီဆိုရင်တော့ကျတော့ဒီစင်ကလေးတွေစီမှာသွားပြီးတော့မှဓာတ်ပုံလေးတွေရိုက်လို့ရပါတယ်ဓာတ်ပုံလေးရိုက်မယ်ဆိုရင်လည်းဒါကလေးနဲ့စင်လေးတွေဆိုလို့ရှိရင်လည်းအတူတူကစားလို့ရတယ်ပေါ့နော်ရှရှိုင်းလေးကတော့စင်လေးတွေကိုအစားလေးကျွေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကြံရိုးလေးတွေကိုဝယ်လိုက်ပါတယ်ကြံရိုးလေးတွေကတော့တစ်ပန်းကို3000ပေါ့နော်ပြီးတော့စင်ကလေးတွေကိုအစာလေးကျွေးခဲ့ပါတယ်ဒါကလေးနဲ့ပြုလုပ်လို့ကောင်းမဲ့ activities လေးတစ်ခုလည်းဖြစ်ပါတယ်ပြီးတော့ခါမှာတော့ဒါစင်လေးစီးကြတယ်ပေါ့နော်ကျတော့ဒီထဲမှာဆိုလို့ရှိရင်ဓာတ်ပုံလေးတွေရိုက်လို့ရမယ်နောက်ထပ်ဒီမှာ short track လေးပေါ့နော်ပြုလုပ်လို့ရတယ်ဒီတရားလေးဟာဆိုလို့ရှိရင်ဒီဖက်ကန်းကနေဟိုဖက်ကန်းကိုဖြတ်ကူးတဲ့တရားလေးဖြစ်တယ်ပေါ့နော်တရားရဲ့အရှည်ကတော့ပေ9000ဝန်းကျင်ရှိတယ်ပေါ့နော်ကျိုးတရားလေးလည်းဖြတ်ရပါတယ်ဒီခီးစဉ်လေးရဆိုလို့ရှိရင်ဒီတရားလေးပေါ်မှာရှောက်တဲ့ခီးစဉ်လေးရဆိုရင်အရင်မဝေးဘူးပေါ့နော်45မိနစ်တနာရီဝန်းကျင်လောက်ထိသွားရတာဖြစ်တယ်ဒါပေမဲ့ကလေးရင်းနဲ့ဆိုလို့ရှိရင်ဓာတ်ပုံလေးရိုက်ရင်းနဲ့ပေါ့ပေါ့ပလေးသွားလာလို့ရတဲ့နေရာလေးတစ်ခုပေါ့နော်ဒါကတော့ဟိုဘက်ကန်းကိုမရောက်ခင်ဝါတော့လေးတစ်ခုဖြစ်ပါတယ်အရိပ်ကလေးရှိတယ်ပေါ့နော်တချို့နေရာဆိုတော့အရိပ်ကလေးရှိတယ်တချို့နေရာကျတော့အရိပ်ကလေးမရှိတဲ့အတွက်ကြောင့်မို့လို့အုတ်ထုပ်ကလေးတွေရေဘူးလေးနဲ့ကလေးတွေစားဖို့အတွက်မုံလေးတွေတည်သွားတာကတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကတော့ကျတော့ဒီဟိုဘက်တကန်းကိုကူးဖို့တရားစီကိုသွားနေတဲ့အနေအထားလေးပေါ့နော်ဝါတော့လေးတွေကနေသွားရတာဖြစ်ပါတယ်ဝါရော်လီရဲ့အစုပ်မှဆိုလို့ရှိရင်တော့ကန်လေးရှိရပေါ့နော်အဲ့ကန်လေးကနေပြီးတော့ဒီတရားလေးကလှုပ်တုံနဲ့ပေါ့နော်ဒီတရားလေးကနေပြီးတော့ဖြတ်သွားရတာဖြစ်ပါတယ်ရှရှာကတော့ထဲမှာငါးလေးရှိလားဆိုပြီးတော့